ဒီဇိုင်းလုပ်ငန်းကိုလုပ်ရင်ဘာပစ္စည်းတွေလိုမလဲဆိုလို့ရှိရင်လိုတဲ့အခြေခံပစ္စည်းတွေကတော့ဒါမျိုးပိုးစားပေါင်းလိုပါမယ်နော်ဒါမျိုးမိမိရချင်တဲ့ဒီဇိုင်းတွေကိုကျွန်တော်တို့ဘောင်ကူပွေးဖန်နိုင်ဖို့အတွက်ဆိုလို့ရှိရင်ပုံကူကောလိုမယ်ပုံကူစေးလိုပါမယ်ပြင်ကော်ထဲတဲ့ခွက်ဂလူခွက်စတီခွက်လိုပါမယ်ကော်တွေကိုချောင်းအောင်လုပ်ဖို့အတွက်ကျွန်တော်တို့ drawing တစ်လက်လိုပါမယ်ပြီးရင်တော့ကိုရက်ချင်တဲ့ကျွန်တော်တို့ design တွေprint ထုတ်ထားပါနော်ကူးပြီးသွားပြီဆိုလို့ရှိရင်တော့အင်ကြီးထဲဒီပုံမှာကိုရက်ချင်တဲ့အယောင် color တွေရိုက်ဖို့အတွက်ကျွန်တော်တို့ရိုက်ဆေးတွေလိုမယ်ဒါမျိုးစိုးဆေးတွေလိုပါမယ်ဘိုးစားပေါင်မှာကိုရက်ချင်တဲ့ design ကိုဖောက်ပြီးသွားပြီဆိုရင်ဒီကကျွန်တော်တို့ရိုက်ဆေးတွေသွားပြီဆိုရင်ကျွန်တော်တို့ဆေးဆွဲဖို့အတွက်ပတ်တန်ပြားစကေပါ squeegee တစ်ခုလိုပါမယ်ဒါတော့ဒီဇိုင်းမှာကျွန်တော်တို့လိုအပ်တဲ့အခြေခံပစ္စည်းတွေပဲဖြစ်ပါတယ်เนาะဒီဇိုင်းရဲ့ပြင်ရဲ့ကိုကျွန်တော်တို့စနစ်တကျတေချာတင်ယူတက်မြောက်ခြင်းတယ်ဆိုလို့ရှိရင်မနက်ဖြန်ဇူလိုင်24မှာဖွင့်မဲ့ဒီဇိုင်းတင်တန်းရှိပါတယ်เนาะတေချာစနစ်တကျလာရောက်တင်ယူလို့ရပါတယ်သိချင်တဲ့ဘေးကွန်လေးတွေရှိတယ်ဆိုလို့ရှိရင် comment ရအောင်မှာမေးမြန်းခဲ့ပါကျွန်တော်တော့ကဘာတစ်ဒီဇိုင်းရဲ့တင်တန်းကြောင့်ရဲ့ founder ဆရာကိုလေးဝင်းဖြစ်ပါတယ်ဒီနေ့မှာပြန်လဲဆုံတွေ့ပါမယ်ကျေးဇူးတင်ပါတယ်